လူတွေကပြောကြတယ်ချစ်ရင်ကိုချင်းစာရတယ်ငဲ့ကွက်ရတယ်တစ်ဖက်လူရဲ့ခံစားချက်ကိုဦးစားပေးရတယ်တဲ့အဲ့ဒီစကားကိုပဲအမှန်တရားတစ်ခုလို့စုပ်ကင်ပြီလေငါဟာမင်းနဲ့ပတ်သက်လာရင်အရာရာတိုင်းမှာမင်းရဲ့အလိုကြောင့်မင်းရဲ့ဆန္ဒကိုပဲအမြဲတမ်းရှေ့တန်းတင်မိခဲ့တယ်တခုခုဆုံးဖြတ်တော့မယ်ဆိုရင်တော့ငါဖြစ်ချင်တာထက်မင်းဘာဖြစ်သွားမလဲဆိုတာကိုပဲအရင်တွေးတယ်ငါကြောင့်မင်းစိတ်အနှောက်အယှက်ဖြစ်ရမလားငါရဲ့စကားလုံးတစ်လုံးကြောင့်မင်းစိတ်ကောက်သွားမလားမင်းရဲ့ပျော်ရွှင်မှုတွေပျက်စီးသွားမလားဆိုပြီးကိုယ့်ဘက်ကပဲအမြဲတမ်းနောက်ဆုတ်ပြီးခဲ့တာပေါ့မင်းစိတ်ချမ်းသာဖို့အတွက်ငါရဲ့စိတ်ကူးတွေကိုစတီးခဲ့တယ်မင်းအဆင်ပြေဖို့အတွက်ငါရဲ့နာကျင်မှုတွေကိုပြုံးပြုံးလေးနဲ့ပဲမျိုးသိပ်ခဲ့တယ်မင်းအဆင်ပြေပြေရှစ်ဆက်နိုင်ဖို့အရေးတစ်ဖက်ကိုပဲအမြဲငှက်ကွက်လိုက်ထည့်တွက်လိုက်ရတာနေ့ရက်တွေကြာလာတဲ့အခါတနေ့မှာမှန်ထဲမှာကိုပြန်ကြည့်မိတော့မှပဲငါရဲ့ကဘာထဲမှာငါကိုယ်တိုင်ပျောက်ဆုံးနေပြီဆိုတာသိလိုက်ရတယ်မင်းအတွက်နေရာတွေအပြစ်ပေးထားတဲ့ရင်ဘတ်ထဲမှာလေငါအတွက်ဘာအလင်းရောင်မှကြံမနေတော့ဘူးမင်းကမဆုံးရှုံးရစေဖို့အရေးငါအစွမ်းကုန်စူးစမ်းခဲ့ပြီမင်းဘက်ကတော့ငါရဲ့ငဲ့ကွက်မှုတွေကိုအခွင့်အရေးတစ်ခုလိုသဘောထားပြီးလေကိုယ့်ဘက်ကဘယ်တော့မှလှည့်ပြီးထက်တွက်မပေးခဲ့ဘူးတကယ်ပါပဲတစ်ဖက်ကိုပဲစိုးရင်တကြီးငဲ့ကွက်လိုက်အမြဲတမ်းထည့်တွက်လိုက်ရတာနောက်ဆုံးအရာအလုံးရဲ့အဆုံးသတ်မှာတော့ကို့မှာဘာမှမကြံခဲ့တော့ဘူးငါရဲ့အချစ်တွေငါရဲ့ပျော်ရွှင်မှုတွေနဲ့ငါရဲ့ကိုယ်ပိုင်ဘဝပါမင်းနဲ့အတူပါသွားခဲ့ပြီထင်ပါရဲ့